ဘယ်နည်းနေလဲ ဖေဖော်ဝါရီဆက် ဘုံဆန်တည်သွားတာကြတော့ 1940 ဟလာအဖေနာမည်အဖေအမေနာမည်ရော ဘူးဖာနဲ့တူဆို အဲ့ဒီနေ့ကဘာနေလဲ ဘုကြောင့်ဆောင်မွေးနေ ဟလာဘုံကြောင့်သမုန်းကြီးကဘယ်နည်းနေလဲ 1915ဖေဖော်ဝါရီလ17ရက်နေ့ ဟလာဘုံကြောင့်ဆန်တည်သွားတာကြတော့ 1940ကျပ်ကိုဇူလိုင်လ19ရက်17ရက်နေ့ ပြအခုဘုံကြောင့်ဆန်မိမနာမည်သိလား ဟုတ်ကဲ့ချီ ဘုံကြောင့်ဆန်မှာတာသမီးနေရောက်ရှိတယ် 3ယောက် 3ယောက် 4ယောက်လား အခုကဘုံကြောင့်ဆန်ပါကြိုက် ပဲမွေးနေတယ် အဲ့ဒါသိကြလား အဲ့တော့သူ့ကိုစောင်းတယ်မှာယူတယ် ဘုံကြောင့်ဆန်မိမနာမည်ဘယ်လို တော့ဖြစ်တယ် ဟုတ်ကဲ့အဖေနဲ့မေနာမည်ရော ဒါဒီနေ့စီးနေ ဟာနဲ့4ယောက်တော့ရှိ လွတ်လိုက်ရဘယ်နည်းရရတယ် ဇန်နဝါရီလရက်နေ့က နောက်ပြီးတော့ဘုံကြောင့်ဆန်ပါကြိုက်ဒါနဲ့ဘုံကြောင့်ဆန်နဲ့ပတ်သက်လို့တခုခုသားဘာသိတယ်နည်းပြောပြ ဘောချောင်းအစားထားပေါ်လဲဆက်ခဏမှတက်ဆောင်ပါဘောချောင်းအစားမွေးနေ1915ဖေဖော်ဝါရီ17ရက် အဲ့တော့သူပြောချင်တာကကျတော့ဘုံကျုံဆန်းကတိုင်းရင်းသားကောင်းဆောင်လားအမျိုးသားကောင်းဆောင် ညိုနာကောင်းစား ဘုံကျုံဆန်းဘယ်နေ့မှကြာဆုံးသွားလဲ 1940ခုဆိုလိုက်ဆို တကူနေဘုံကျုံဆန်းအဖေမိနာမည်အောင် ဘူးဖာနဲ့မိခင်တော်ဆို ဘာလဲတော့ဘုံကျုံဆန်းမှာတာသမီးဘယ်နှစ်ယောက်ရှိလဲ 3ယောက် 3ယောက်သိကြလား တော့